ရိယပုမြတ်တစွာထိုင်ပြီးတော့တရားဟောကြတရားနာကြမယ်ဒီနေ့မြတ်စွာဘုရားရှင်ဩမေအပ်သောတရားတော်ပေါင်းမြောက်များစွာတဲ့သုတ်တန်လေးတစ်ခုပြမနာသုတ်တန်ကိုရှိခံပြီးတော့ဟောပေးပါမယ်။ဘာကြောင့်တန်တရာလဲရတယ်လဲ။ပါတယ်လေ။အပြည့်တို့မြတ်တန်တရာကြီးဟာရှိလျာပြီးတော့အိုနာသည်ထက်နေရပါသလဲဆိုတဲ့ပု္ပ္ပာလေးတစ်ခုဘုရားရှင်ထံတော်ဘာသို့ပုံနာကြီးတယောက်ကလာပြီးတော့လျှောက်ထားလို့ဘုရားရှင်ဖြေကြားခဲ့တဲ့တရားဖြစ်တယ်နော်မြတ်စွာဘုရားတဲ့ဟောဒီဘဝတန်တရာကြီးဟာဘာကြောင့်များရှိလျာရပါလဲတပည့်တော်ပု္ပ္ပာလေးတစ်ခုမေးခြင်းလို့ပါဘုရားကပုံနာကြီးစိတ်တိုင်းကြမေးရှင်ဂေါတမတဲ့ဒုက္ခကိုကိုယ်တိုင်ပြုတာလားဘုရားမေးနော်ဒုက္ခကိုကိုယ်ပြုသလားလို့မေးရင်ဘုရားဘာပြောလဲမဟုတ်ပါဘူးကွာတဲ့ဒုက္ခကိုသူတစ်ပါးပြုတာလားဘုရားလို့မေးပြန်တော့မဟုတ်ဘူးကွာမိမိသူတစ်ပါးနှစ်ဦးသားတို့ပြုလို့ဖြစ်သလားဘုရားဆိုပြန်တော့မဟုတ်ပါဘူးတဲ့ဒါဆိုဒုက္ခအလိုလိုဖြစ်သလားဘုရားတဲ့အလိုလိုလည်းမဖြစ်ဘူးတဲ့ပုံနာကြီးမျက်စိလဲသွားတယ်နော်သူတို့ကကိုပြုတာဓမ္မမို့သူတစ်ပါးတည်းပြုရမယ်ကိုယ်တိုင်လည်းပြုရမယ်ဓမ္မမို့သူတစ်ပါးကိုနှစ်ဦးကြောင့်ဖြစ်ရမယ်တခုခုဖြစ်ကိုဖြစ်ရမယ်အဲ့ဒါလို့နော်ဘုရားရှင်ကသူမေးတဲ့ပု္ပ္ပာကိုပြန်ဖြေသလားဆိုတော့မဖြေဘူးနော်ဒုက္ခကိုကိုပြုသလားမေးတော့ဖြေเสียရှိလားမိမိပြုတာမဟုတ်ပါဘူးတဲ့ကိုဆိုတာလည်းမရှိဘူးဟုတ်လားဒါသူဒုက္ခကိုဘယ်သူပြုတာလဲဖေဟာလို့မေးတော့ဒုက္ခဖြစ်ရခြင်းသည်အဝိဇ္ဇာကြောင့်ဒုက္ခဖြစ်ရတတ်တယ်အားကြောင့်ဒုက္ခဖြစ်တာတဲ့အာသဝနသမုပ္ပါဒအဝိဇ္ဇာသာဘောတတိဆိုတော့အာသဝတရားတို့ကာမသဝဘဝသဝဒိဋ္ဌတဝတတဲ့အာသဝအာယုန်တို့ကြောင့်အဝိဇ္ဇာဖြစ်ရတာကိုအဲ့ဒီအဝိဇ္ဇာကြောင့်ဘာဖြစ်ရတာအဝိဇ္ဇာကြောင့်ခန္ဓာဖြစ်ရတယ်နော်ဘယ်လိုပရိစ္ဆသမုပ္ပါစဝိုင်းမှကြည့်တယ်စီးရင်တော့အဝိဇ္ဇာပစ္စယသင်္ခါရပေါ့ပရိစ္ဆသမုပ္ပါအနုလောမနီးနဲ့ကြည့်ရင်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပဆိုလိုက်ပါသာနနာပစ္စယသာလယရဏသာလယနာပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာဝေဒနာပစ္စယတဏတဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယဇာတိဇာတိပစ္စယဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဥပါယတသံဘဝန္တိဧဝမေတ္တသခေဝလတ္တဒုက္ခခန္ဓာတသမုဒယောဟောတိဒါအနုလောမနီနော်တတ္တဝသင်္ခါရတို့သည်ဘယ်ကစသလဲမေးရင်မသိတဲ့ဘဝကစတဲ့တတ္တဝဘယ်ကစမသိဘူးဆိုတာဟာအဝိဇ္ဇာဘာလေးပါးကိုမသိတဲ့သဘောဒီဘုန်းကြီးတို့အမှန်လေးချက်တရားနဲ့ကိုယ်ွယ်ဝဲပိဋ္ဌာအဝိဇ္ဇာဆိုခြင်းကြောင့်
အမှန်တရားဒီမှန်တိုင်းမသိအောင်ဖုံးလွှမ်းတတ်သောစိတ်ကိုဘာလို့ခေါ်လဲအဝိဇ္ဇာစိတ်အဝိဇ္ဇာအာယုအဝိဇ္ဇာအကုသိုလ်ဟုတ်လားဒီအကုသိုလ်တရားတို့ရဲ့ခေါင်းဆောင်တွေဘယ်သူတဲ့အကုသလံဘေကွင်ပုပ္ပင်ကမံဗါတဲ့အဝိဇ္ဇာအကုသိုလ်တရားတို့ရဲ့အစမူလသည်အဝိဇ္ဇာစပါလေတဲ့အဝိဇ္ဇာရှိသည်များအကုသိုလ်ရှိမယ်ခန္ဓာလေးရှိနေမယ်နော်အဝိဇ္ဇာမရှိရင်ခန္ဓာလည်းမရှိဘူးဘဝလည်းမရှိဘူးနော်ရသော်ဘုရားရှင်ကခန္ဓာကိုယ်ကြီးကိုထောက်ပြီးတော့ပုံနာကြီးတဲ့ဘာဖြစ်လို့အိုနေရတယ်လဲဘာဖြစ်လို့နာနေရတယ်လဲဘာဖြစ်လို့သိနေရတယ်လဲဘယ်သူရှိတယ်မြတ်အဝိဇ္ဇာတဏှာရှိတယ်မြတ်နော်အဝိဇ္ဇာတဏှာဒီဟုသောမူလနှစ်ပါးမူလနှစ်ပါးရှိနေခြင်းကြောင့်အဝိဇ္ဇာတဏှာရှိသည်မြတ်ကာလပတ်လုံးခန္ဓာဒီရှိနေအောင်မှာပါတဲ့ဘယ်သူရှိလို့ခန္ဓာရှိလဲဒါဆိုရင်အဝိဇ္ဇာပစ္စယသင်္ခါရဟုတ်လားအဝိဇ္ဇာသင်္ခါရပစ္စယဝိညာဏဒါအဝိဇ္ဇာထောက်ပြီးတော့ကြည့်လိုက်ပါနော်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာပစ္စယဝိညာဏအဝိဇ္ဇာပစ္စယနာမရူပံအဝိဇ္ဇာပစ္စယသာလယရဏအဝိဇ္ဇာပစ္စယအဝိဇ္ဇာပစ္စယအဝိဇ္ဇာထောက်ပြီးတော့ခန္ဓာ၅ပါးဖြစ်တယ်ပေါ့ဝိညာဉ်ဥဒနာဖသဝေဒနာခန္ဓာ၅ပါးဖြစ်တတ်သည်ဘယ်သူရှိလို့ထပ်ပြီးတော့ထောက်ပြန်သေးတယ်အဝိဇ္ဇာပစ္စယတဏှာအဝိဇ္ဇာပစ္စယဥပါဒနာအဝိဇ္ဇာပစ္စယကာမဘဝဖြစ်ပြန်တယ်နော်ဒါပြီးဘုရားရှင်မိတော်မူတဲ့အဝိဇ္ဇာပစ္စယဇာတိအဝိဇ္ဇာပစ္စဇရမရဏံအဝိဇ္ဇာအာယုန်တစ်ခုရှိခြင်းကြောင့်ခန္ဓာတွေစုံသွားတာပဲညာလည်းပြီနော်အဝိဇ္ဇာရှိလို့ဘာတွေဖြစ်နေရအိုလည်းရတဲ့ဘဝနာလည်းရတဲ့ဘဝသိဝဲနွဲလည်းရတဲ့ဘဝအမိကွဲအဖေကွဲလင်ကွဲမယားကွဲညီကောင်မောင်နှမကွဲဟုတ်လားအဖိုးဘွားဒီကွဲတငယ်ချင်းပေါင်းသင်းတွေကွဲမွေလိုက်သေလိုက်မွေလိုက်သေလိုက်မွေလိုက်တဲ့ဒါပဲရှိတယ်တဏ္ဍာလောကကြီးရလေဉာဏ်မျက်လုံးနဲ့တက်ကြည့်ဘုရားပေးတဲ့အရိယာမျက်လုံးဉာဏ်မျက်လုံးနဲ့တက်ပြီးဒီလောကလုံးကိုကြည့်စကြဝဠာတစ်ခုလုံးအာဝိဇ္ဇေဝနန္တစကြဝဠာတစ်ခုလုံးကိုကြည့်မွေသေးပဲရှိတာပဲဒုက္ခနာယမွေသည်နက္ခဏာယမွေသည်မြမယခုံမွေသည်အပယ်လေးမမွေသည်ဒါတွေပဲရှိတယ်နော်မွေးဝါလာတဲ့မြတ်သောသင်္ကတတရားတွေဟာသိခြင်းတရားသာရှိတယ်ဟုတ်လားမွေးဝါလာတဲ့အဝိဇ္ဇာသင်္ခါရတရားတို့ကြောင့်ရရှိအပ်သောတန်တတ္တိတို့သည်ဇာတိပဲရတယ်မဟုတ်လားပရိသန္တိဝိညာဉ်ဇာတိကစလာတယ်လေအဲ့ဒီပရိသန္တိစလိုက်တဲ့အချိန်အမိဝမ်းကောင်းထဲမှာ6လလွန်မြောက်ကလလရေကြီးကစပြီးပထမကလလံဟောတိအဘုဒ္ဓဆိုသည့်အတိုင်းအမိဘနှစ်ပါးအကြောင်းရင်းခံပြီးကလလရေကြီးကစအဲ့ဒီကလလရေကြီးကနေပြီးတော့အမြုပ်တုံးလေးဖြစ်လာအမြုပ်တုံးလေးကနေပြီးအသားတက်ဖြစ်လာတယ်ခန္ဓာတစ်ခုဖြစ်ဖို့အတွက်နော်အဲ့ဒီအသားတက်ကနေခက်မှ9ပြာဖြစ်လာတယ်ခေါင်းအဖူလေးတွေလက်နှစ်ချောင်းအဖူလေးတွေခြေထောက်နှစ်ချောင်းပေါ်မဲ့အဖူလေးတွေပေါ်လာတယ်ဖူလေး9ခုပေါ်လာခက်မှ9ပြာဖြစ်လာခက်မှ9ပြာပြီးတော့မှမျက်စိနာနာလျှာကိုယ်စိတ်ဖြစ်လာတယ်ဣတိယဘာဝယုပရိသဘာဝယုယောက်ျားမိန်းမအဖြစ်နဲ့အဲ့ဒီကပေါ်လာတယ်နော်ပြီးတော့တပြေးပြေး9လလမှာ10လအတွင်းရောက်တော့မွေးတယ်မွေးလာပြန်တော့လဲအိုးဝဲနဲ့မွေးလာရတဲ့ဘဝနော်ချမ်းသာသာနဲ့မွေးရသလားဆင်းရဲနဲ့မွေးလာရသလားအလုံးဆင်းရဲဘယ်လောက်ဆင်းရဲတဲ့ဆိုတာကိုစဉ်းစားပေါ့နော်အမေကခါလေးများကုတ်လိုက်လို့ရှိရင်တန်ဒီထဲမှာအမေကကနေခါကုတ်လို့ရှိရင်ချိုးတတ်တယ်လို့နားတယ်လေကိုကညောက်ကိုကြောကိုနောက်ကိုပြူထားတာကို
ခါကိုချိုးသလိုအမေလုပ်တဲ့ဘခါကိုကုတ်လိုက်ပြီဆိုရင်ခါချိုးသလိုနာတယ်တဲ့အမေလုပ်တဲ့ပုဂ္ဂိုလ်ခံကြမ်းဆိုရင်တန်တေသားအလွန်ပင်ပန်းတဲ့နော်ဒါကြောင့်မို့လို့တချို့မိခင်တွေပရိသန်လေးတွေနေရေးလာပြီဆိုတတိထားခိုင်းရထိုင်တဲ့ခါလဲတတိထားရတယ်ထားတဲ့ခါလဲတတိထားရအလွန်ပင်ပန်းကြတော့အတွင်းထဲမှာရှိတဲ့ပုဂ္ဂိုလ်ဇတ်တဲ့အဆက်အဆက်တွေစားများရင်တော့ပူလိုက်တာအေးတဲ့ရေခဲကြောင်းတွေပါလေရေခဲမိုးတွေစားလိုက်အေးလိုက်တာထုံထုံလူလောက်အောင်ခံစားရတဲ့နော်ဒါပရိသန်နေတဲ့ပုဂ္ဂိုလ်ခံစားချက်ပေါ့နော်ဒုက္ခဝိရင်ပဲနဲ့တခါကျင်းမြောင်းတဲ့ရောက်မွေးဖွားလာတဲ့ဘုန်းကြီးတို့ဘဝတရားဓမ္မတွေဘဝဥဝဲနဲ့အပြင်ကလို့လက်ကြမ်းကြမ်းရေးလှမ်းကြတဲ့ကထွန်းထွန်းလူအောင်နာအသားတုံးနဲ့အလွန်တိမ်မွေးတဲ့သားလေးတိမ်မွေးတဲ့ခလေးငယ်လေးကိုနှုတ်ဖက်နေတဲ့ခန္ဓာကိုယ်ကိုလက်အကျမ်းရသွားကြလို့ရှိရင်တခါတည်းနဲ့စူးတွေထိုးတော့နာတယ်အကိုင်ထိလိုက်တဲ့ခါဥဝဲတဲ့ဖြက်ဖြက်လူအောင်နာလွန်လို့ဒါဇာတိကနေဖြစ်ပေါ်လာတာနော်ခန္ဓာကိုယ်ကြီးရတရားဓမ္မတွေချမ်းရတသာကြီးမွေးလိုက်ရသလားစင်စင်ရဲရဲကြီးလားစင်ရလိုက်တာမွေးဖွားလာပြောတည်ပြီးတည်ပြီးအကြီးဖွားလာပြန်တော့ကြာနည်းနည်း3 4 50လောက်ဘာဖြစ်လာပုံစံလေးကပြောင်းလဲပြီးအိုလာပြန်ပြီတဖြည်းဖြည်းဟုတ်ကဲ့လားဟောပြိုရာကဘာဖြစ်လာရပြန်လဲအိုလာရပါအိုရာကနာရာကသိရတဲ့သဘောဒါတန်တရာစက်ဝန်းကြီးရဘဝစက်ဝန်းခန္ဓာစက်ဝန်းကြီးတွေအမြဲတမ်းဘာဖြစ်နေလဲဘဝလည်းမဟုတ်နဘဝလည်းမဟုတ်ဘူးနော်ဘဝပေါင်းရေတွက်လို့မကုံလောက်အောင်ဒီမြောက်များစွာဩနာတိထက်လာခဲ့ခြင်းသည်ခန္ဓာဒုက္ခဘာဒုက္ခပင်မန်းလေစွာခန္ဓာဒုက္ခဟုတ်လားဘာဒုက္ခလဲတန်ကိစ္စမထေကိုမြတ်စွာဘုရားဗာတရားဟောတယ်ဇာတိပဲဟောတာဗာတရားမဟုတ်ဘူးသူကပရိသန်ဒီအမေဝမ်းကောင်းထဲမှာပရိသန်ဒီအရင်ဝါကြီးနဲ့အမေသေးတာကိုအမေကကိုယ်ဝါအရင်မှရက်သေးတော့သူအမေကိုမီးတကြိုလိုက်တယ်သူလည်းပါသွားတာပေါ့မီးတကြိုတော့မိုးလင်းလာတဲ့ကမီးတကြိုကြီးထားခဲ့တယ်တော့ကျွန်းလောက်ပြီအမေခန္ဓာကတော့ကျွန်းပြဖြစ်တော့ဝမ်းပိုက်လေးတနေရာလေးကျန်မနဲ့မွေးလာအယုကောက်ဖို့လာတဲ့ခါကျဥဝဲငိုနေတာဝမ်းပိုက်ကြီးကဒီတိုင်းရှိနေတယ်နော်ခန္ဓာကမရှိတော့ဘူးအဲ့တော့ဒုက္ခမြဘလောက်နာမအဲ့ဒီကလူတွေကမီးမလောင်တယ်လို့ဝမ်းပိုက်ရှိတဲ့နေရာကိုလန့်တချင်ပေါ့နော်ဝါစုနဲ့ထိုးလိုက်တဲ့အခါသူ့ရဲ့နဖူးနဲ့မှချိုးပြီးတော့ချော်ပြီးကြတာနဲ့သွေးတွေထွက်ပြီးနေရတယ်တဲ့မတည်နေဘဝတစ်ခုနော်ဘလောက်ထိပရိသန်လေးနေစဉ်တုန်းကကိုကအလွန်ပင်ပန်းစွာမွေးဖွားလာခဲ့တာဘုရားရှင်သူမွေးဖွားလာ9နှစ်သူအမေလည်းသိရတယ်မွေးတဲ့မိဘလည်းမွေးတဲ့ပုဂ္ဂိုလ်ဖိုးဖွားတယ်နော်ဖိုးဖွားလေးပဲ9နှစ်ပြည့်တော့ဘုရားအဲ့လိုမြတ်စွာဘုရားကစေတသကိစ္စမင်းတခြားတရားကိုမစီဖြန်းနဲ့မင်းဇာတိဒုက္ခကိုကြည့်ကွာဘာဒုက္ခကြည့်အမေမွေးဖွားလာစဉ်တုန်းကအမေဖြစ်ခဲ့တာလေကြည်အမေကိုယ်ပေါင်းရင်မှမိတကြုတ်ခံရတာမိလောက်ခံရတာမင်းအမေပြကြသွားပြီမင်းဘယ်လောက်ပူတယ်လဲကြည်စမ်းခန္ဓာကြီးမင်းဒုက္ခမင်းမအဘုနာမှာဒဏ်ရာကြီးရှိနေတယ်အဲ့ဒါတခြားမဟုတ်ဘူးကွာဝါနဲ့ထိုးထားတာမင်းမလောင်လို့အဲ့ဒီဝိုင်းတဝိုင်းမင်းမလောင်လို့တယောက်ကဝါလူနဲ့ဝါစုနဲ့ထိုးခဲ့တာထိုးပြီးတော့မှအိမ်ပြန်သွားတယ်မနေ့မှလာတော့မသိသေးဘူးမင်းဒုက္ခဘယ်လောက်ကြီးမားတယ်လဲစဉ်းစားကြည့်လိုက်တဲ့ချက်သားငါရဲ့မိတော်လေးကြည့်လိုက်စမ်းခန္ဓာကိုယ်ကြီးခန္ဓာဒုက္ခကိုကြီးခန္ဓာဒုက္ခကိုမြင်အောင်ကြည့်မပါဗျာပင်မလိုက်တာဗျာပင်မလိုက်တာဆင်းရဲတာလေဆင်းရဲတာပူလောင်ပြီးကြည်သမ်းမိတို့မိဘုံကြီးတဲမှာမိကြီးတွေခိုင်းတယ်မှာထင်းလုံးကြီးကြားထဲမှာနော်ဘလောက်ပင်မတယ်လဲငရဲတမြကဲ့သို့ပင်မရအတိတ်ဘဝတစ်ခုမှာကိုလုပ်တဲ့အကုသိုလ်ကံကြောင့်ပေါ့နော်ပါလို့ပါကံသူတစ်ပါးတွေဒုက္ခပေးခဲ့တဲ့အကုသိုလ်ကံတွေနောက်ဆုံးချိန်တော့မှအကျိုးပေးတာပစ္စကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုသူတို့ကရေရှိုးပြီးတော့အေးတယ်ဆိုပြီးတော့မိလုံကြခြုံလေးတစ်ခုံကိုမိရှိုးပြီးအဲ့ဒီခြုံထဲမှာကပစ္စကဗုဒ္ဓတစ်ပါးကရှိတယ်နော်ပစ္စကဗုဒ္ဓတစ်ပါးရှိတော့ပစ္စကဗုဒ္ဓတော့ပြီးတော့သူမိလုံပြီးတော့ပစ္စကဗုဒ္ဓကငုတ်တိုးကြီးထိုင်နေတာပ
ပိစကဗုဒ္ဓဆိုအဋ္ဌံထားတဲ့အခါမိမလောင်ဘူးလေဤလိုတဖလားသမမဝင်စားနေတဲ့ပုဂ္ဂိုလ်မိမလောင်ဘူးအဲ့တော့မိမလောင်သေးဟာဒုက္ခပဲဒုက္ခပဲတိုင်းပြည်ဘယင်တိလို့ဒုက္ခပဲဆိုပြီးတော့ပြန်ပြီးတော့အဲ့ဒါမီးရှို့ဒုတိယပြန်ရှို့တယ်နော်ပြန်ရှို့ပြီးတော့မှသူထွက်သွားကြဒါမဲ့သူတို့ရှို့ပြီးညတဲ့လောင်သလားမလောင်ပါဘူးသူတို့ထားခဲ့ရတာအဲ့ဒီအကုသိုလ်ကံရသူငရဲပြဆင်းရတယ်ဘောဓနာမှာဘဝပေါင်း900တဲ့သူမိချုပ်ခံရတယ်နောက်ဆုံးယဟန္တာဖြစ်မဲ့ဘဝတိုင်အောင်အမိဟာသူကိုယ်သာမိချုပ်ခံရနော်အဲ့ဒီမိချုပ်ခံတဲ့သင်ဘဝတဏ္ဍာမှာဒီလောက်ထိမင်းဒီကဲ့သို့အကုသိုလ်ကံတစ်ခုလုပ်လို့ဒီလိုဖြစ်တာကွာအကုသိုလ်တခြင်းတကအကုသိုလ်ကံကြီးကိုပြုလို့မိခြင်းကြောင့်ငရဲပြီမှလည်းဘဝပေါင်း900မကခံရတလို့လူပြီလူလောကပြန်ရောက်ပြန်မင်းဘဝပေါင်း900တာသူတစ်ပါးမိချုပ်ခံရတာကွာအခုမင်းမိချုပ်ခံရတာခန္ဓာကိုယ်ကြီးဘယ်လောက်ဆင်းရဲတာမမပြဆင်းနေတာပဲဆင်းနေတာကိုကြည်ပြီးတော့ချစ်ရှင်းမဲ့ကြောက်ရွံ့တုန်တဲ့ဘောတဲ့ခန္ဓာဒုက္ခကိုမြင်လာတယ်ဒုက္ခဖြစ်ခြင်းဖြစ်ရှိကိုမြည်မုံရင်းနဲ့ဆိုးရင်းနဲ့ပဲသောတာပန်သောတာအနာကယန္တာဖြစ်တယ်ဗျာ9နှစ်သားရွယ်တန်ကိစ္စသာမဏေဆိုတာနာမည်ကြီးခဲ့တယ်နော်နာမည်ကြီးတဲ့ဘလောက်ဒီနာမည်ကြီးခိုးသား900ကသူ့တဏှာမှာဒီလူဒီမိုက်တယ်ဆိုလူဒီကိုအမျိုးဒုက္ခပေးတယ်ခိုးသား900ကလူသားဟူသောစားတာတလောက်ထိတန်ကိစ္စသာမဏေငယ်ကအဲ့ဒီမှာသွားနေတာသူမိချူတဲ့သူဒီစားတဲ့နေရာမှာအဲ့ဒီနေရာမှာသွားပြီးတော့ခိုးသားတွေကဘာလို့လဲဓာတ်နဲ့ထိုးတာလှမ်းနဲ့ထိုးတာအရှင်မြတ်ကလေးကနိရောဓဖသမဝင်စားနေတာကိုဝင်စားတော့ဓာတ်နဲ့လှုပ်ထိုးရင်ဓာတ်ခွေသွားတာလှမ်းနဲ့တို့လှမ်းခွေသွားချတာရတလားဘယ်လိုမှလုပ်လို့မရမိချူလည်းမတော့ဘယ်လိုမှလုပ်လို့မရနောက်ဆုံးမှမှားမှသိခိုးသားတွေတမြတ်900တို့ဟာချစ်ချင်းမဲ့တပည့်တော်မှားပါတယ်ခင်ဗျာအရှင်မြတ်တပည့်တော်သုံးမတော်မူပါဆိုတော့မှဖြစ်ဖြစ်ဒီရတဖလားမှာထပြီးတော့မျက်စိပွင့်တော့ခိုးသားတွေသူဒုက္ခပေးတာတွေ့သူတုတ်ကိနေကြနှုတ်ရှိပြီးတော့ဒီလိုပကိစ္စအရှင်ဘုရားကိုတပည့်မိရှုလို့မိမလောက်ဒါနထုတ်ဒါမှဓာကျိုးဒါတို့လှမ်းခွေးအရှင်ဘုရားတပည့်တော်မှားပါပြီတပည့်တော်တို့ကိုအရှင်ဘုရားကြွအဖြစ်နဲ့တတ်မှတ်ပေးပါအရှင်ဘုရားခိုင်းတာကိုတပည့်တော်လုပ်ပေးရစီဒါဆိုမင်းတို့ငါကြွလည်းမခိုင်းဘူးကဲယဟန်လို့ယဟန်ပြုခိုင်းတယ်တတိပဒံတရားတွေသင်တယ်ခန္ဓာဒုက္ခဆင်းရဲပုံတွေကိုဟောပြီးလို့လူရင်ပြောကြဖို့လို့900လို့အကိုလို့တခု900လို့ယဟန်တာဖြစ်ကြတယ်နော်တာမဏိရဲ့ဆွမ်းဆောင်မှုအဲဒီမှာတရားဓမ္မလူတရားရဲ့ဆွမ်းအားဆိုတာအလွန်ကြီးမားတယ်နော်ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ပါးပေါ်ပေါက်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်အကြောင်းရင်းခံပြီးတော့တတ္တဝါတွေဒုက္ခတွေငြင်းကုန်ကြတယ်နော်ကုသိုလ်စိတ်တွေအများနဲ့ပွားများခွင့်မရဘူးလားဒါကြောင့်ဟိမဝန္တာသုတ်ပါဘုရားရှင်အပ္ပဒရာဇသုတ်တံမှာဟောထားတာကြည်ပါလားဟိမဝန္တာတောင်းကိုမိပြီးတော့သိပ္ပင်ကြီးတို့သည်အကန့်ခံအရွယ်နဲ့ကြီးပွားခြင်းအပွေးနဲ့ကြီးပွားခြင်းအခွန်နဲ့ကြီးပွားခြင်းအကာနဲ့ကြီးပွားခြင်းအနေနဲ့ကြီးပွားခြင်းဆိုပြီးတော့ကြီးပွားခြင်း5မျိုးရှိတဲ့အကြောင်းကိုဟိမဝန္တာတောင်းမှာပေါက်တဲ့တောင်းကိုမိပြီးတော့သိပ္ပင်ကြီးတို့သည်အင်္ဂါ9ပါးကြီးပွားနေသလိုအဲ့ဒါလိုပဲတဲ့တတ္တကုလပုဒ်တိတရားတရားရှိတဲ့အမျိုးသားတယောက်ဖြစ်စေအမျိုးသမီးတယောက်ကိုဖြစ်စေအဲ့ဒီပုဂ္ဂိုလ်မှီပြီးတော့မဖြစ်ကြဘူးအန္တောဇနအန္တောနဂနာရွာသူရွာသားမြို့သူမြို့သားနေသူနေသားတို့သည်အကျိုး5ပါးတို့ဖြင့်ကြီးပွားနေကြတယ်တရားတရားနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်တယောက်မိမိတို့အတိုင်းဝိုင်းထဲမှာဖြစ်ပေါ်လာပြီဆိုရင်သူ့ကိုအကြောင်းရင်းခံပြီးတော့ဘာဖြစ်တယ်အကျိုးများကြဘယ်အကျိုး5ပါးလဲကတမိပိစဘယ်5ပါးလဲမေးလို့တတ္တယဝတ္တတိသီလေနဝတ္တတိသာဂေနဝတ္တတိသုတ္တေနဝတ္တတိပညာယဝတ္တတိဝတ္တန္တိတတ္တယဘုရားပေါ်မှာတရားပေါ်မှာသံဃာပေါ်မှာယုံကြည်မှုတရားတရားတွေအာပါတရားဖြစ်လာခဲ့ပုဂ္ဂိုလ်တယောက်ကိုမှီပြီးတော့ဟုတ်တယ်လားတရားတရားရှိတဲ့ပုဂ္ဂိုလ်တဦးတယောက်ကိုမှီပြီးတော့ပဝန်းကျင်အတိုင်းဝန်းကြီးတရားဓမ္မတွေတဏ္ဍာထဲမှာနံပါတ်1ဘာနဲ့ကြီးပွားခွင့်ရတရားတရားဘုရားပေါ်မှာယုံကြည်လေးစားတဲ့တရားတရားတရားပေါ်မှာလည်းယုံကြည်လေးစားတရားတရားသံဃာပေါ်မှာယုံကြည်လေးစားတဲ့တရားတရားကံနဲ့အကျိုးပေးပေါ်မှာယုံကြည်လေးစားတတ်သောတရားတရားတွေအပြည့်အဝဖြစ်လာ
နော်ခါတရားကြည့်မိမိတို့အိမ်မှာအတိတ်ကကုသိုလ်ကံကောင်းပြီးလာတဲ့သားလေးတွေသမီးလေးတွေမိမိတို့ပရိသတ်တွေအိမ်မှာပရိသတ်လာဖြစ်ပြီဆိုရင်အမေလုပ်တဲ့ဖို့ရှင်ချင်းဖြစ်လာအမေရှင်ချင်းဖြစ်လာတဲ့တန်ဒီကောင်းတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းလေးတယောက်မိုးပွားလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရှင်ချင်းဖြစ်လာတယ်ချို့ပုဂ္ဂိုလ်တွေကတာလဝန္တရှင်ရန်ဖြစ်မဲ့သူတော်ကောင်းကြီးတွေဖြစ်မဲ့သူလေဒီဆရာတော်ကြီးတို့မေပရိသတ်နေလို့ချင်းအမေကအသားငါးတွေဟိုတုန်းကစားတယ်အဲ့ဒီကအသားငါးမစားခြင်းဖြစ်လာတန်ဒီသားရဲ့တတိကြောင့်သားကြီးငါးကြီးမစားတော့ဘူးဖြစ်တော်တလည်းစားခြင်းလာတယ်ပြီးတော့တိဋ္ဌသမဏေအလောင်းလျာမွေးဟိုတန်ဒီသားတို့အမေတို့တဲ့ပုဂ္ဂိုလ်ကရှင်သာရိပုတ္တရာရဲ့ဆွမ်းကြံလေးကိုမှစားခြင်းတယ်ရှင်ချင်းကရှင်သာရိပုတ္တရာဆွမ်းဖုံးပြီးတဲ့တပိတ်ကကျမ်းတဲ့ဆွမ်းကြံဟင်းကြံလေးကိုဒါမဲ့စားခြင်းတဲ့စိတ်ကရှင်ချင်းဖြစ်တာနော်သူရဲ့ကံတရားကိုတန်ဒီသားကအကြောင်းပြချုပ်ပုဂ္ဂိုလ်တွေများဆိုရင်အကျွေးတွေအများကြီးရှိတယ်အဲ့ဒီတန်ဒီသားလေးသမီးလေးသားသမီးဖြစ်သားဖြစ်သူကိုယ်သူကောင်းမှုတွေမြတ်မြတ်ပါလာတဲ့ပုဂ္ဂိုလ်ဆိုရင်အကျွေးတွေကိုရလာတာကိုတောင်းကြမလို့အကျွေးတွေလာဆက်ကြတယ်နော်အဲ့ဒါလို့ချမ်းသာကြွယ်ဝတဲ့အတိတ်ကုသိုလ်ပါရမီရှင်လေးတစ်ခုခုမိမိအိမ်ကိုရောက်လာပြီဆိုရင်သူ့အကြောင်းကမိဘတွေလည်းဘာဖြစ်ကုန်ကြချမ်းသာကြတယ်ပြည့်စုံကြတယ်အဲ့တော့မိဘတွေကဖယားမသိတရားမသိသံဃာမသိတဲ့မိဘတွေအဲ့ဒါလို့ပုဂ္ဂိုလ်လေးတယောက်ကရောက်လာပြီဆိုရင်သူကတွေ့လိုက်ကြတဲ့ကဖယားနဲ့နီးစပ်တာတယ်တရားနဲ့နီးစပ်လာတဲ့သံဃာနီးတဲ့အသက်ငယ်တာအသက်ကြီးတာဗရဏမဟုတ်ဘူးနော်အသက်ငယ်ငယ်လေးတွေညာတော့လဲဘာသာရေးစိတ်ဓာတ်တွေကအထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုအဲ့ဒီသားလေးသမီးတယောက်မှီပြီးတော့မိဘတွေဘာဖြစ်ကုန်လဲဘုရားနဲ့နီးလာတယ်တရားနဲ့သံဃာနဲ့နီးလာတယ်နော်ဘုန်းကြီးမတပည့်မလေးတယောက်ရှိအခုတော့နိုင်ငံခြားမှာသူမိဘတွေအားနေတယ်ဘုကြီးလူမတွေပစ္စည်းကျန်တာတဲ့အတိုင်းဝိုင်းတွေတရားသူကသူ့အဖွားနဲ့တရားစခန်းလာဝင်တယ်တရားစခန်းလာဝင်တော့ကြံတဲ့အကျိုးပေးကုသိုလ်ကံတတ္တိအကုသိုလ်ကံကံတတ္တိရဲ့အကျိုးပေးပုံလေးကိုဘုန်းကြီးဟောလိုက်တော့သူမြေ့ကြတရားနာပြီးနဲ့ဘာဖြစ်လို့မြေ့ကြလဲနောက်ဆုံးဘုန်းကြီးခေါ်မေးတယ်သမီးနင်ဘာလို့မြေ့ကြတပည့်တော်အဖေနဲ့အမေမှာဘာကုသိုလ်မှမရှိသေးဘူးဘာကုသိုလ်မှမရှိသေးဘူးဖေရောအမေရောဘာကုသိုလ်မှမရှိသေးဘူးဒီကုသိုလ်တွေနည်းနည်းပပပိကံဆွံကြဲမှုကလည်းနည်းနည်းလေးရှိသေးတယ်သူတို့ဒီငရဲပြေရောက်မယ်ဖေဟာသူတို့ငရဲပြေရောက်မှာကိုတပည့်တော်ကြောက်လို့တနာပြီးတော့တပည့်တော်မြေ့ဝဲမိပါတယ်ဒီစမ်းပါဦးထိတ်လန့်တယ်နော်သူပင်ငယ်အဲ့တော့ဘာအသက်10ကျော်12နှစ်လောက်ပဲရှိသေးတယ်ငါဒါ6တန်း9တန်းလောက်မသိအဲ့လောက်ပဲရှိသေးတယ်အဲ့တော့အကြောင်းပဲတရားစခန်းကြီးဘုန်းကြီးဝင်ဖွင့်တဲ့နေရာမှာလာပြီးဝင်ကြဘယ်တော့အဲ့ဒါကိုသူစိတ်ထဲမှာပြီးလည်းပဲအိမ်ရောက်တော့အမေဖေရေခွင်နဲ့တင်တာတစ်ခါငိုတော့တာဘာဖြစ်လို့ငိုတယ်လဲငါမဖြစ်တာလဲဘယ်လိုဖြစ်တာလဲငါသမီးအဖေမကုသိုလ်လည်းမရှိမိမကုသိုလ်လည်းမရှိဘူးအကုန်ငရဲပြဆင်းတော့မယ်ဆရာတော်ဟောတဲ့အကုသိုလ်ကံကဒီလိုအကုသိုလ်ကံကဒီလိုအဲ့တော့မှမိဘကမရဆွဲခေါ်တယ်ရိတ်တာရောက်လာတယ်ရောက်လာပြီးလူဖို့ခိုင်းတယ်တန်ဖို့ခိုင်းတယ်လူဖို့တန်ဖို့ဒီပစ္စည်းတွေသိရင်ဘယ်သူလုံးမှသမီးတို့မှလည်းကိုယ်ကံနဲ့ကိုယ်ဖြစ်မယ်သမီး2ယောက်ရှိကိုယ်ကံနဲ့ကိုယ်ရှိမှာပေါ့ကိုယ်ကံနဲ့ကိုယ်ဟာနဲ့ကိုယ်ဖြစ်လာမှာပေါ့ဒါတွေစုစည်းရမလို့လှုပ်သာသနာမှာလှုပ်ဘာလို့မှလဲသမီးရဲ့စီယုံမှုကြောင့်မိဘနှစ်ပါးတကယ်တာနာအကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်။ကျောင်းကြီးဒီကျောင်းဒီကံဒီလှူကုသိုလ်တွေခဏလှူဖြစ်တယ်။နော်ဟိုတနေ့ကတော့မှပဲရောက်လာပါသေးတယ်တက္ကမကြီးဆရာတော်သမီးကလှမ်းအကြောင်းကြားလို့ဖရာရောက်ဥဒ္ဓမယုံအတွင်းမှာဖရာကလှူခြင်းလို့ဖရာရောဖရာကလှူခြင်းလို့ပါဖရာသိမ့်ပဲနဲ့10လောက်ကြားမယ်အဲ့ဒါတော့ပြောမရဘူးတက္ကမကြီးအနည်းဆုံး100လောက်တော့ရှိမယ်သိတရားကတော့အနည်းဆုံးရှိမယ်တပည့်တော်လှူပါမယ်ဗျာလှူခွင့်ပြုပါဖေ။ဟာစေနာလေးဖြစ်ဘယ်သူကြောင်းရိပ်ခံပြီးတော့သမီးယရနာသမီးရတာနာမဟုတ်ဘူးနော်သမီးယရနာဟုတ်တယ်လားတချို့ကရတာနာရှိတယ်လေသမီးရတာနာတယ်သားရတာနာတယ်ရှိတယ်ပြောမရဆိုမရအမေမသိဖေမသိဖယားမသိတရားမသံဃာမသိမိဘအကြောင်းကျိုးမိဘစကားလည်းနားမထောင်အဲ့ဒါလို့သားမဲ့သမီးမဲ့တွေမရှိဘူးလားမသွားနဲ့တော့သွားမလုံးနဲ့တော့လုံးမကန်နဲ့တော့ကန်6ချက်အမျိုးတို့မိဘတွေနေစတဲ့သားသမီးမရှိဘူးလားအဲ့ဒါလို့သားမိကြတော့ဒီလိုသားတွေကြတော့သားရတာနားတဲ့သမီးရတာနားတဲ့ဟုတ်တယ်လားမိဘတဲ့အဓိ
မိဘတဲ့အတိဇာတသာသမီတွေမိဘတဲ့အဆင့်မြင့်တဲ့တရားတရားရှိတဲ့သာသမီလေးတွေမွေးဖွားလာပြီဆိုရင်အဲ့ဒီသာသမီကိုကြောင်းရိပ်ခံပြီးမိဘတွေဘာဖြစ်ကြကိုယ်တော်တွေအများကြီးတိုးပွားခွင့်ရတယ်အဲ့ဒါလို့သာသမီကလေးကိုဘယ်လိုခေါ်တယ်သာယရဏသမီးယရဏဟုတ်တယ်နော်သာလည်းယရဏထိုက်တဲ့သာဖြစ်သွားပြီယရဏထိုက်တဲ့သမီးဖြစ်သွားပြီအဲ့ဒါဘုန်းကြီးအမေကိုအဲ့ဒါသူမသိခင်တုန်းကဘုန်းကြီးတရားဟောတာသာယရဏနဲ့သမီးယရဏသာယတာနာနဲ့သမီးယတာနာယရဏနဲ့ယတာနာနှစ်ခုခွဲပြီးပြောတော့နောက်ဆုံးသူဘာပြောလဲဘုန်းကြီးအမေကဘုန်းကြီး10ဝါရတောင်မှလူထွေးစေခြင်းတာအဲ့တလောက်ထိကိုသာကိုရှစ်တာဟုတ်လား10ဝါလာရောက်တော့ဟိုမြောက်ဦးရောက်တော့မြောက်ဦးမှာသူတို့လာတော့လေကြောင်းမကြည့်ကံမရှိဘူးဝါကြောင်လေးနဲ့ဝါတဲလေးနဲ့နေရတာဒီတိုင်းစင်လေးနဲ့အေးတော်ရဌာနမှာတရားအားထုတ်နေတော့အမေလို့တဲ့ပုံအမေနဲ့ညီမညီတယောက်ကဘုန်းကြီးလိုက်ရှာလာဘုန်းကြီးပြောက်လို့အဲသတင်းကြလို့လိုက်လာအဲရောက်တော့တွေ့ငိုတော့တာပါရှီတောက်ကင်ပြီးအဲဒါဒီလိုမြင်စီဒီလိုမြင်ရမှဆိုလို့ငါဘုန်းကြီးမလုတ်ခိုင်းတာဒီလိုဒုက္ခရောက်နေမှမြင်လို့ဒီလိုဒုက္ခရောက်မှကိုစိုးရင်လို့ငါဘုန်းကြီးမလုတ်ခိုင်းတာအာရပါရငိုတော့တာသူကငိုလဲဘုန်းကြီးပြုံပြုံလေးပဲပေါ်ပြောပြတယ်ဒီလိုနေရတာချမ်းသာတယ်စင်ကြယ်တန့်ရှင်းသောနေထိုင်ခြင်းမှာဘာမှအတွေ့အတာမရှိဒီကြောင့်မှမနေခြင်းထွက်သွားလို့ချင်းဘယ်သူမှအတွေ့အတာမရှိယဟန်ဆိုတာငှက်ကဲ့သို့ရှိရတဲ့အကြောင်းပြန်ပြောငှက်တို့မိဒီမှာတပင်နဲ့တပင်ပြန်ရင်အတွေ့အတာရှိလားအဲ့ဒါလိုပဲအတွေ့အတာကင်းမဲ့တဲ့ဘဝသိကောင်းတာအဲ့ဒါချမ်းသာတယ်သမဏဒုက္ခဆိုအဲ့ဒါပြောတာမေတ္တာတော်ပြီးဆွမ်းကိုပြီးဖုံးပြီးသမဏမြတ်ဒုက္ခဆွမ်းဖုံးလေးကမေတ္တာကမ္မထံစီးပြန်ပြီးမေတ္တာလေးပို့ပြီးစားသုံးရတာအဲ့ဒါမှတချို့တရားဓမ္မတွေရှိတယ်ဘုန်းကြီးဆွမ်းစားနေလို့ရှိရင်ဟာဝိုင်းပြီးစောင့်ကြည့်နေကြမတ်တက်ကြည့်ရပဲကြည့်နေကြဝိုင်းကြည့်တယ်ဘုန်းကြီးကအာနာကိုအမှတ်တောင်ပြက်ပြက်နေတာအဲ့ဒါတော့မနေ့တော့တော့ပြောတယ်ဒီမိုက်ထိုင်ပြီးပါလို့ပြောရသေးတယ်ထိုင်ပြီးအဝေခက်လန်းလန်းကကြည်ညိုရတာတန်ဃာတော်ရှင်သက်သာလေးနဲ့ဖုံးပေးသုံးဆောင်တဲ့အခါမှာကမ္မထံဘာဝနာမေတ္တာကမ္မထံစီပြန်ပြီးတော့ကိုကအာယုတန်ဃာတော်မြတ်ရဲ့မေတ္တာကိုခံယူရဟုတ်လားအဲ့ဒါလို့ခံယူနိုင်ဖို့လို့တဲ့ကိုကမဟုတ်ဘူးဟာအရှင်ပြဘာလို့ညာလို့ဟိုဟာဘာပြတာဘုန်းကြီးကဘာစားမှမသိဘာနဲ့ရဘာလို့ရမှမသိတချို့ဆရာတခါတည်းဘုန်းကြီးတို့အိမ်မှာဟိုတုန်းကဆိုဆွမ်းစားအိမ်မှာဆွမ်းစားကြွလို့ချင်းဆွမ်းတစ်ခါမှမဝဘူးဆွမ်းဝအောင်မစားရဲဘူးရှစ်လွန်လို့ဟုတ်လားအနာကလာဝိုင်းကြည့်နေရှစ်နေရောမစားရဟိုကမနဲ့ရတာမနဲ့ရဖြစ်တယ်နောက်ပိုင်းကျတော့ဘကုကမေတော်ကြီးကသင်ပြီးတော့လဲသူကဦးစင်းဘာဖုံဖရဘာလို့ဖရဆိုနောက်တော့အနေနဲ့အစဉ်ပြေသွားတယ်ဒါမဲ့အနတ်မှာဘုန်းကြီးဆွမ်းဖုံးပြီးတော့အနတ်မှာမတ်တက်ရက်ပြီးကြည့်လို့ချင်းမကြိုက်ဘူးဘာဖြစ်လို့မကြိုက်တာလဲဆွမ်းမဝလို့မဟုတ်ဘူးကိုအမှတ်ပြက်လို့ဒီအသက်ဒီရွယ်မှာဆွမ်းမရအောင်ဆွမ်းမဝအောင်နေမလားငယ်ငယ်တုန်းကဆွမ်းမဝတာဟုတ်လားအာနာလို့ဘုန်းကြီး၄-၅ ဝါ9 ဝါ10 ဝါလောက်ထိဆွမ်းစားပင်းလို့ရှိရင်ဘယ်တော့မှဆွမ်းဝအောင်မစားဖြစ်ဘူးညနေကျနေစောနေပါတယ်ပင်းသွားလို့ချင်းဆွမ်းစားပင်းနောက်ကိုယ်တော်တွေပင်းသွားခဲ့တပည့်တော်မလိုက်ပြရတယ်မဖြစ်တာမှလိုက်တာတရားဓမ္မဝိုင်းကြည့်လို့ချင်းဆွမ်းမစားရတော့ဘူးနော်နောက်ကဘဥစဉ်နေရတော့ခဏပြောတပည့်တော်ဆွမ်းမစားရဘူးခင်ဗျာဝိုင်းကြည့်နေကြတော့အဲ့ဒါပြောရတယ်အရာတိုင်းမှာဟိုကိုကတရားတရားတော့တရားတရားပေါ့နော်ကြီးညိုလို့ပါဖရာကြီးညိုလို့ခါလန်းလာကြီးညိုရတယ်တခါတည်းကိုကဆွမ်းခဲ့တယ်ဟိုကပို့တာပို့လို့ရှိရင်ဘာဖြစ်လဲဆိုတော့ငါဆွမ်းတော့မဆွမ်းမဟုတ်ဆွမ်းတော့စားတယ်ငါထိုင်ဟင်းတော့မဟုတ်သူများဟင်းတော့စားတယ်ကဲဖြစ်ရောကုသိုလ်လားအကုသိုလ်လားမန္တလေးမှာဆွမ်းဝိုင်း9 ဝိုင်းခုံကြီး9 ဝိုင်း6 ဝိုင်းတော့ပြည့်တာဆွမ်းရင်ကွက်100ကျော်ရှိဘယ်နေ100စကန်တော့ဘယ်ဟာနဲ့ရမစားကုန်ဆုံးကုန်မဖုံးကျင်တော့အနံ့လေးစားပြီးအရှင်ကုန်သွားနတ်တွေလို့ဖြစ်ဟုတ်လားညာလွန်လို့အရာတိုင်းမှာတရားဓမ္မတို့ရဲ့ဘုန်းကြီးဆိုလိုတာကတရားတရားအဲ့လိုတရားဝိုင်းကြည့်တော့ကဲခင်ဗျခိုင်ဟိုနဲ့ထိုင်ရမဟိုနဲ့ထိုင်ပေးကြပါထိုင်ပြီးကြည်ညိုပေးကြပါတို့စိတ်တိုင်းညဖုံးပေးပါမယ်အားလို့ဘာလို့ခုံမရှိတဲ့ဟင်းခွက်တွေဟင်းလူတဲ့ပုဂ္ဂိုလ်တို့ကိုမေတ္တာပို့ရတာကိုမေတ္တာပို့ပြီးတော့မှဖုံးပေးတော့အဲ့တော့တရားဓမ္မတော့ဟိုဟာစပါဗျာဓာကိုင်ပါဖယားတခါတည်းဝိနည်းတိတ်ကဘုံနားမလဲတဲ့ပုဂ္ဂိုလ်တွေကဘုန်းကြီးဆောင်းဖို့တော့ဟိုဟင်းခွက်ကင်နေပြန်ပြီဒီဟင်းခွက်လုံနေပြန်ပြီအဲ့ဒါလို့ရင်အကတ်ပြက်တယ်ဘုန်းကြီးကံပြီးပြီဆိုမကန်ရကန်ကျင်လို့ရှိရင်ရှင်ပြဘယ်ဟင်းခွက်တွေကန်ခွင်းပြီးပါဘယ်ဘာလို့ပြပါဘယ်လျှောက်ထားရလျှောက်ပြီးတော့မှကန်ရတယ်ဟုတ်ဘာမှမကွာဤဘဝလည်းဘာမှမပြောနဲ့ဝါ6ထက်တာ6ထက်ဘာဖြစ်သွားလဲအကတ်တွေပြက်တယ်ဘုန်းကြီးတို့သိက္ခာပုဒ်တွေအဘတ်သိနေ
ရှောရှင်းလားတခါလိမ္မာမဘုန်းကြီးအာဘလွတ်ထားတခါဓမ္မကြီးလိမ္မာရတယ်ဝိနည်းသိက္ခာပုဒ်လေဝိနည်းရောစာသုတိကိတော်လို့မြတ်စွာဘုရားမင်္ဂလာတုတ်မှာဟောထားပေးတယ်နော်လူတွေဟာဝိနည်းသိက္ခာပုဒ်ကိုလည်းနားလည်ပေးရတယ်သိသိသိတာသိထားရတယ်ဟုတ်တယ်လားကိုလို့ရှင်လို့မရကိုကိုင်းလို့မရကိုင်းလို့မရတခါတည်းကြက်လို့ချင်းလာသေးတယ်ကိုကဆွမ်းအလူချင်းအတိကဆိုတော့သူများလာလို့ချင်းသူများဟိခွက်တော့ဘေးကပ်လိုက်တယ်ကိုကရှေ့တိုးပေးတယ်လှုပ်ဖို့ကတိကတကဟုတ်တယ်လားအဲ့တော့ချင်းငါမဟိခွက်တယ်ပြည့်စုံတော့နင်းတို့လူစရာမလိုပါဘူးလာသေးတယ်ရန်တွေ့တယ်သူတို့ကအလူကန့်ကွက်တာအဲ့ဒါတော့ဖြစ်သိသလားကိုလည်းလူမယ်သူတစ်ပါးလည်းလူမယ်ပေါ့ကိုလည်းယူမယ်သူလည်းယူခိုင်းတာပေါ့မိမိသာလှူပြီးတော့သူတစ်ပါးကိုမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ဟာတန်တရာမှာကျင်လည်ရလို့ရှိရင်တဲ့ချမ်းတော့ချမ်းသာပါတဲ့အချမ်းရမရှိဘူးတဲ့သူတစ်ပါးကသာတိုက်တွန်းပြီးကိုမလူတဲ့ပုဂ္ဂိုလ်တွေကအရှက်ရံတော့များပါတယ်တဲ့ကိုဆင်းရဲတယ်ကိုလည်းလူတတ်မဲ့သူတစ်ပါးလည်းလူဖို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ဟာချမ်းလည်းချမ်းသာတယ်အချမ်းရံလည်းများတယ်တဲ့ကိုလည်းမလူဘူးသူတစ်ပါးမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ဟာဆင်းရဲတဲ့အချမ်းရံလည်းမရှိဘူးတဲ့နားလည်ပြီနော်အဲ့တော့အရာတိုင်းမှာတရားဓမ္မတို့ရဲ့ဘုရားရှင်အဆုံးအမဖြစ်တဲ့တရားတော်ဟာသုတ္တတရားနဲ့ပြည့်စုံတယ်နော်ပြောခဲ့ပြီးပြီဘုရားရှင်သာသနာတော်ကြီးဟာအိမဝန္ဒတောင်နဲ့တူတယ်တရားဓမ္မတွေကအိမဝန္ဒတောင်ပေါ်မှာပေါက်နေတဲ့သစ်ပင်ကြီးများနဲ့တူတယ်ဟုတ်တယ်လားသစ်ပင်ကြီးတို့ဒီအင်္ဂါ၅ပါးနဲ့ကြီးပွားနေတယ်လို့ပဲတဲ့ဟိမဝန္ဒတောင်မိပြီးတော့ထုံနည်းတူသောသရတရားရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုမိပြီးတော့တရားဓမ္မတို့သည်နံပါတ်1ဘာလဲကြီးပွားခြင်းလတ္တယဝတ္တိဝဒန္တိလတ္တယဘယတရားသံဃာယရဏသုံးပါးပေါ်မှာကြီးညိုလေးစားတတ်တဲ့စီးနဲ့ကမ်းတဲ့ကြီးညိုလေးစားတဲ့တရားတရားပဲဝတ္တိဝဒန္တိကြီးပွားကြပါပေကုန်၏ကြီးညိုတဲ့နေရာမှာလဲစီးနဲ့ကမ်းတဲ့ရှိဖို့လိုသေးတယ်ဟုတ်တယ်လားစီကံမရှိရင်တရားတရားကရည်စည်းကမ်းပြလိုက်တတ်တယ်တရားတရားဆိုတာဘာရှိရတယ်စီကံရှိရတယ်အဲ့ဒီတရားတရားကိုပညာနဲ့ဖော်လို့ရတယ်ဘယ်လိုနေရာမှနေအဆက်တယ်ဘယ်လိုနေရာမှမအဆက်ပြောတာဆိုတာဆက်ဆံတာသွားလာလာလိကအစနေရထိုင်တာလိကအစပြုတ်အပူကလဝတ္တစိနာရည်တာမောတာအာရရတိုင်းမှာစီကံရှိရတယ်နော်လူဟာလူစီကံယဟန်ကယဟန်စီကံနော်ယဟန်မှာဝိနည်းလူမှာစီကံယဟန်မှာဝိနည်းသိက္ခာပုဒ်ပြည့်စုံတဲ့ယဟန်တော်သည်ချမ်းသာတယ်ဟုတ်တယ်လားလူကလူမှာစီကံရှိတဲ့ပုဂ္ဂိုလ်သည်ချမ်းသာတယ်စီမရှိကံမရှိတဲ့ပုဂ္ဂိုလ်သည်ဆင်းရဲတဲ့ဝိနည်းသိက္ခာပုဂ္ဂိုလ်မဆောင်လျှောက်တဲ့ယဟန်တန်ဃာတော်လည်းဆင်းရဲတဲ့ဟုတ်တယ်နော်အဲ့တော့အရာတိုင်းမှာဗားတယ်လေစီကံသည်လူဤတံဖို့စီကံသည်စီကံရှိသူသည်ကြီးပွားကြောင်းတရားစီကံသည်ကြီးပွားကြောင်းတရားဟုတ်တယ်လားနေရာတိုင်းမှာအိမ်မှာဖြစ်စီတမဏိယသွားလာလေးကစနောက်ဆုံးဖဏချွတ်တာကစစီကံရှိရဘယ်နေရာမှာသာဖဏချွတ်ရမယ်ဘယ်နေရာဖဏမချွတ်သင့်ဘူးဟုတ်တယ်လားနောက်တော့အိမ်မှာနေတဲ့ကမိကစလျှက်စမိတွေကိုကိုအိမ်မှာလူမရှိဘဲနဲ့အခန်းထဲမှာထွန်းပြီးမထားရဘူးနော်ဘယ်နေရာမှာဆိုအသုံးမပြုတဲ့လျှက်စမိကအစအကုန်လုံးချွေတာလေးစီကံနဲ့ရှိရတယ်အဲ့တော့စီကံမကြီးဒီတိုင်းလွှင်းထွန်းရမယ်ဆိုရင်အဲ့ဒီမိကအသုံးမကျဘူးလေအသုံးမကျကိုယ်ပိုက်ဆံပုတ်ကုန်တာပေါ့အဲ့ဒီကအစဘာလို့ရတယ်လို့ဆိုတာစီကံရှိရတဲ့တရားဓမ္မတို့ရဲ့ဘုန်းကြီးတို့အလကားပြောတော့ပဲသွားပဲလားကိုနေတဲ့အခန်းထဲဆိုကိုမရှိဟိုညတောင်မှညလည်းကိုသွားမယ်ဆိုမိတွေပိတ်ပြီးတော့မှသွားတာမိဖွင့်မထားခဲ့ဘူးမဖြစ်တာမှတခါတည်းမိလေကိစ္စဝိသတခါမြင်မှသွားလို့တာမိရင်ဖြင့်မိကြလိုက်တော့တခါမှဆက်ခါမှတခါမှရှိမှာဘယ်နေရာဖြစ်ဖြစ်အဲ့လိုစီကံရှိရစီကံဒီဘဝကိုသူတက်စေတတ်တယ်ဟုတ်တယ်လားတရားအားထုတ်တဲ့နေရာမှာလဲစီကံရှိရတယ်လောကီနေရာမှာလည်းစီကံရှိရတယ်လောကုတ္တရာနေရာမှာလည်းစီကံရှိတယ်လောကမှာစီကံအကြီးမားဆုံးပုဂ္ဂိုလ်သည်ဗုဒ္ဓဘုရားရှင်တန်ဃာတော်ရှင်မြတ်တေကိုစီကံပေါင်းအကျဉ်129တဲ့သိက္ခာပုဂ္ဂိုလ်စီကံတတ်မှတ်ပေးထားတယ်အကျယ်ဂရီ9000ကျော်နော်
ဘုန်းကြီးတို့နှလုံးသားထဲမှာဂရီ9000ကျော်သောသိက္ခာပုဒ်စည်းကမ်းတွေရှိနေတယ်ဒီနေ့မှာညတိသရုတ်တကမောဇာရွတ်ဖတ်တဲ့ဆက်ဆက်ကြစားပြီးတော့ဂရီ9000ကျော်သိက္ခာပုဒ်စည်းကမ်းတွေဘုန်းကြီးနှလုံးသားထဲမှာရှိတယ်အဲ့ဒီစည်းကမ်းအတိုင်းပါလို့ရလိုင်းနာကျင့်သုံးရင်ကြီးပွားတယ်ဟုတ်တယ်လားတဏှာပဲယန္တန်ဃာတော်များဘုရားကမင်းတို့ဇတရူပတုတ်ဇတရူပရစတတုတ်ရရွှေငွေတင်ငါးတွေမင်းတို့မကင်နဲ့သူတစ်ပါးကခတ္တခဏလာထတော့မသားရနဲ့ကိုလည်းမကင်နဲ့သူတစ်ပါးအထထမသားရနဲ့တာလို့ရှိရင်အဘသိနေနေတိကအဘသိနေကဲအဲ့ဒီကအစအရှိကံဖောင်နေခြင်းကအစရွှေငွေကင်ခံခြင်းကအစအလုံးပါလို့ရမယ်လိုင်းနာရတယ်ဘုရားဥပဒေတော်လိုက်နာရဟုတ်တယ်လားဘုရားရှင်ဥပဒေတော်ကိုမလိုက်နာလို့ရှိရင်ဘုရားသားတော်အစစ်မဟုတ်ဘူးဟုတ်တယ်လားတချို့ဝဲဟုတ်ပြီတချို့တဝဲမဟုတ်ဘူးဘာကြောင့်လဲဆိုရင်ခုတ်တယ်လို့ခုတ်တယ်ကြီးအလွန်သိငယ်ကြီးငယ်သိငယ်သိသိလာတော့သိက္ခာပုဂ္ဂိုလ်လည်းပဲကြီးလေးတော့သိက္ခာပုဂ္ဂိုလ်ကြီးကဲ့သို့မှတ်ထင်ပြီးတော့လိုက်နာကျင့်သုံးရပါတယ်တဘဝအတွက်ကိုမစင်စားရပါဘူးတတန်တရားလုံးအတွက်ကိုငဲ့ပြီးတော့ကိုယ့်ရဲ့သီလသိက္ခာပုဂ္ဂိုလ်မကျိုးမပေါက်မပြောက်မကြားတော့သီလသိက္ခာပုဂ္ဂိုလ်ရှိရလူဒီမှာဆိုရင်၅ပါးပြည့်စလိခါပစုကဲ့သို့မြဲမြံရအဲ့နဲ့မွေးလာလို့ရှိရင်၅ပါးပြည့်စလိခါပစုကဲ့သို့မြဲချင်းမျက်နှာမျက်စိမျက်နှာသိပြီးတော့ဘုရားခန်းနဲ့ဝင်ဗုဒ္ဓတရဏတရဏဂုံသုံးပါးရွတ်ပါတယ်အတိပြသို့တဲ့မတပါဗျာသို့စာမကိုပါသူတော်သားများတဲ့မပြတ်မပါဗျာဘုရားမသူမဘိမ့်ပဲကတော့လောသာအရဲ့မတော်သူမဘုရားငါးပါးသီလလေးလုံခြုံပြီးတော့နှလုံးသားထဲမှာသီလတရားတို့ဖြင့်အလတ်ဆင်ထားလိုက်ပြီဘုရားကြီးကတ္တတို့ပန်းဒီပါလဲပန်းနေစီမီဒီလူတန်လို့ဆောင်းကဝေရအာယုံတက်တဲ့ခါမှာဟုတ်ဒီလားဆိုအာယုံ10မိနစ်တို့9နာရီ10မိနစ်9နာရီကျော်မှအာယုံတက်တယ်9နာရီမကျော်ခင်မှာ4နာရီခွဲလောက်မှသွားပြီးစားသုံးလို့ရှိရင်အာဘတ်တင်ရောနော်တဘုဒ္ဓလားတပေါင်းလားဆိုရင်4နာရီခွဲ4နာရီ40လောက်ဆိုအာယုံတက်ပြီတပေါင်းတို့ကိုဆုံးလို့သူလာနဲ့သူအာယုံတက်ပုံလေးရှိသည်အဲ့ဒါလို့စီကံလေးတွေရှိနေတဲ့အတွက်ဒါကြောင့်သာသနာတော်ကြီးညာတရားဓမ္မတွေအလွန်လေးစားတရားကောင်းတယ်နော်ဘုရားရှင်ဆုံးမတရားတော်မြတ်အတိုင်းလိုက်နာကျင့်သုံးတော်မူကြကုန်သောသာသနာဝန်နဲ့ရှင်ရင်တော်မြတ်တွေကိုကြီးညိုတယ်ဆိုတာအဲ့ဒီသိက္ခာပုဒ်တွေကိုကိုတို့မစောင့်သိတဲ့သီလသိက္ခာပုဒ်ကိုကျင့်သုံးနိုင်လို့ကြီးညိုခွင့်ရတာပါဟုတ်တယ်နော်သီလသိက္ခာပုဒ်တွေကိုမစောင့်ထိန်လို့ဆိုရင်ကြီးညိုစရာအကြောင်းမရှိဘူးဒါမြတ်စွာဘုရားရှင်ကနေမင်းလေးတဲ့နေ့အခါမှာတင့်တယ်တဲ့လမင်းဒီညအခါမှာတင့်တယ်တဲ့ဘုရားရှင်ဒီကနေရောညပါတင့်တယ်တဲ့တိုင်းပြည်အုပ်ချုပ်ဘိန်လို့တဲ့ပုဂ္ဂိုလ်ဒီမင်းဝတ္တဇောဆင်မြန်းမှာတင့်တယ်တဲ့ရှင်ယဟန်တို့တွေသီလသမารပညာတရားတို့ကိုဇံဝေစားတဲ့အချိန်မှာတင့်တယ်တဲ့ဘုရားရှင်တို့ကတော့နေရောညပါအချိန်မရွေးအမြဲတမ်းလို့တင့်တယ်တော်မူပါလေနားလဲတယ်နော်အဲ့တော့အာယယတိုင်းမှာပေါ့လေမိမိရဲ့ကိုကျင့်တရားလေးတွေကိုကိုယ်ပိုင်ကျင့်သုံးရမယ်ကျင့်စဉ်လေးကိုစောင့်ကြောက်ထားကြမယ်ဆိုရင်ဘယ်လူမျိုးမဆိုဘယ်ဘာသာမျိုးမဆိုဘယ်ပုဂ္ဂိုလ်မဆိုစီကံရှိရင်ပတ်ဝန်းကျင်လောကနဲ့နေရထိုင်ရတာအဆင်ပြေတယ်ဗျဘယ်သူမှရန်တွေ့စရာမလိုဘယ်သူမှသွားပြီးတော့ဒုက္ခပေးစရာအကြောင်းမရှိဘူးကိုယ်ပိုင်စီကံရှိလို့ကိုယ်ပိုင်စည်းကမ်းမရှိလို့လောကလူတွေဘာဖြစ်ကုန်ကြတာစာရိတ္တတွေပစ္စည်းကုန်တာပေါ့သို့တဲ့ကိုတတ်မဲ့သူစားခိုးမဲ့သူတစ်ပါးသားမြတ်ပြမမဲ့မူသားတွေသုံးမဲ့ဘိန်ဖဲကစောလောစာအရေးတွေတတ်ပြတောက်သုံးမဲ့ကဲအဲ့ဒါဘာဖြစ်သွားပြီစည်းကမ်းပစ္စည်းသွားပြီစာရိတ္တမန်တိုင်းရင်းရင်သွားပြီဆိုရင်ဒီပုဂ္ဂိုလ်ရဲ့တန်ត្រာလန်းခီးပြီးရင်မောရပါလိမ့်မယ်ကောင်းကျိုးတွေလားဆိုးကျိုးတွေလားအဲ့တော့အာရတိုင်းမှာဘာရှိဖို့လို့တဲ့စီကံဆိုတာဘာလဲသီလစီကံဆိုတာသီလဒီစီကံအဲ့ဒီသီလစီကံရှိတဲ့ပုဂ္ဂိုလ်ဒီကုသိုလ်အစဖြစ်ပြီကုသိုလ်အစကစီကံကကုသိုလ်အစသီလကနားလည်ပြီနော်အဲ့ဒါလို့သီလတရားတွေစင်ကြယ်လာတဲ့ပုဂ္ဂိုလ်တယောက်မှာတမာတိလုပ်ငန်းစဉ်အားထုတ်ရင်တမာတိရလွယ်တယ်ဝိပဿနာဉာဏ်နဲ့တစ်ထင်အားထုတ်ရင်ဝိပဿနာဉာဏ်မြင်မြန်တက်လွယ်တယ်ဘာဖြစ်လို့လဲစီကံသီလရှိလို့ဟုတ်တယ်နော်
ဘယ်ခက်ခဲမှမရှိဘူးဘယ်သွားသွားဘယ်လာလာခက်ခဲမှလည်းဘာမှမရှိဘူးအတားမြင့်မရှိဘူးဘုန်းကြီးပြောဦးတဲ့တခုရှိတယ်ဘုန်းကြီးကုန်ခဲ့တဲ့နှစ်နိုင်ငံခြားသွားတော့စင်ကာပူရောက်တော့ဘုန်းကြီးမှအမေရိကန်တန်ယုံကတုံထူးတဲ့ခါမှာသူကဘုန်းကြီးဘွဲရေးတဲ့ခါမှာရပလက်တန်နဲ့ရကောက်တန်နဲ့မှားတယ်တင်တဲ့ပုဂ္ဂိုလ်ကရကောက်တန်နဲ့တင်တယ်သို့တော့စာအုပ်မှာရှိနေတာလေးက9 ကြိမ်တိုင်နဲ့ကြွသွားတယ်အဲ့ဒီမှာရပလက်တန်ရေးထားတယ်နောက်တစ်ယောက်ကရကောက်တန်လို့ရေးတယ်တခါတည်းကိုမြန်မာလူပင်းနဲ့ရပလက်နဲ့ရကောက်တန်ကမပြီးသားဘူးလေယာယီနဲ့ရကောက်တန်ကမပြီးသားတဲ့ခါကျတော့ထွက်တဲ့အတန်ထွက်တယ်လို့ပဲရေးလိုက်တဲ့ခါကျတော့တခါတည်းကျတော့ဘုန်းကြီးတို့ဘွဲ့နာမည်တောင်းမှကောင်းကောင်းမရွေတတ်ဖို့ဝါရမိန်တက်လို့ပြန်ပြီးရကောက်တန်ကြီးနဲ့ရပလက်တော့ဝါယပတိတိတတိအိနောဝါယမိန်တော့ဝိကျုပြုလို့ချင်းဝါယပတိတဝါယမိန်တော့တတိဝရိယကိုအစိုးရတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ဝေကာဟပြုတဲ့အခါမှာဟုတ်လားရကောက်တန်မှုရပလက်တန်ကရကောက်တန်တို့အနဲ့ပုံစံတစ်မျိုးပြောင်းလဲသွားတတ်တယ်နားလဲပြီနော်နေရာတိုင်းမှာတော့စီကန်းဆိုတာမရှိရဘူးလားအဲ့တော့စီကန်းဆိုတာလူဤတန်ဖို့နော်စီကန်းဆိုတာစီကန်းရှိသူတိုင်းဟာဘယ်နေရာမှာဆိုစီးနဲ့ကန်းနဲ့နေရင်ကျမ်းပါတယ်ချမ်းသာတယ်ချမ်းသာတာနဲ့ကုသိုလ်စိတ်အများနဲ့တိုးပေါက်ခွင့်ရနိုင်မယ်ဒီနေ့မြတ်စွာဘုရားရှင်အဆုံးအမတွေတတိပဋ္ဌာန်၄ပါးသည်စီကံမဲ့တာတရားအားထုတ်မဲ့ပုဂ္ဂိုလ်တို့သည်တတိပဋ္ဌာန်၄ပါးမှတပါးအားထုတ်เสียလမ်းမရှိဘူးနော်တတိပဋ္ဌာန်၄ပါးကိုကျင့်ထားပြီးတော့တရားအားထုတ်မဲ့ဆိုရင်ဘယ်တော့မှမညာဖွညာမရဘူးကာယ နိဗ္ဗာန်ကိုသော၎င်းအရှိပြုပြီးတော့ဖြစ်မြောင်ရှိရဒါမှဝေဒနာ နိဗ္ဗာန်ဥပတတိပဋ္ဌာန်ကိုသောအရှိပြုပြီးဝိပဿနာထက်အောင်ကြည့်ရစိတ်တ နုပါဒနာတခုအရှိကံမင်းဝိပဿနာဉာဏ်ပေါ်အောင်ဓမ္မနုပါဒနာယုံနာနှစ်ပါးကိုအရှိကံထားပြီးတော့ဝိပဿနာပြောင်းကြည့်ရအဲ့ဒီတတိပဒံ၄ပါးမှတပါးမညာဘုညာရမယ်အကြောင်းမရှိပါဘူးထပ်ပြီးတော့မြတ်စွာဘုရားကယဟန်တို့ရှီယာတကရှီယာထဲမှာဆင်းရှီယာသည်အကြီးဆုံးပဲတဲ့ဆင်းရှီယာတဲ့ရောက်ရင်နောက်တဲ့ရှီယာမှန်တယ်မြတ်လည်းဆင်းရှီယာတဲ့ရောက်အကုန်ပြောက်သွားတာပဲတဲ့အဲ့ဒါလို့တရားတော်တွေကတရားတော်ထဲမှာအပ္ပမဒဆိုတဲ့တတိတရားအကြီးမားဆုံးပဲဟုတ်တယ်နော်အဲ့ဒီအပ္ပမဒတရားလက်ကင်ထားပြီးအပ္ပမဒဆိုတဲ့တတိတရားတမ္မာတတိတရားမှတပါးနိဗ္ဗာန်ရောက်ကြောင်းတရားကိုငါဖယားမြင်တော်မမူဘူးဘာကိုလက်ကင်ထားရမလဲတတိတရားလက်ကင်ထားနားလည်ပြီနော်တတိဆိုတာတတိပဋ္ဌာန်၄ပါးတတိတံဘောဇဉ်လည်းဖြစ်လာမယ်ပရိညရေဖြစ်လာမယ်တတိဘုဖြစ်လာမယ်ဟုတ်တယ်နော်တတိပဋ္ဌာန်၄ပါးဖြစ်လာမယ်အဲ့ဒါလို့အဲ့တို့တတိတရားလေးတွေကိုအမြဲတမ်းရှိနေတတိရှိတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာအကုသိုလ်ပါမလာဘူးလားအကုသိုလ်ပါတာနော်ဘာရှိလို့ဒါကြောင့်မလို့စီကံဆိုတာထိုင်စီလေးနဲ့ပါဖြစ်ရမယ်တတိနဲ့ထိုင်ဉာဏ်လေးနဲ့ဆင့်ထားစီမှာလည်းတတိနဲ့ထားဉာဏ်လေးနဲ့ဆင့်ဟုတ်တယ်နော်သွားလာလမ်းတာလေးယူတာလေးလက်အိုးရှိတာလေးကသာစီးနဲ့ကံနဲ့ရှိရလက်အိုးရှိခြင်းနဲ့လက်အိုးရှိတာလေးကသာလက်အိုးရှိခြင်းနဲ့ဆိုလိုက်ကြတယ်ကွာဝိမိအကဲယောဂီတို့အချိန်စိတ်ပြီဆိုဖြည်းဖြည်းလေးထိုင်ထားတဲ့ခန္ဓာဖြည်းဖြည်းလေးလက်အိုးရှိခြင်းနဲ့ဖြည်းဖြည်းလက်အိုးရှိခြင်းနာလေးကသာလက်အိုးရှိတာတဲ့ရိတ်ခနဲ့လက်အိုးကလေးကတခဏကြွတဲ့လာနာလေးကိုရိတ်တရိတ်နဲ့ဖြစ်လိုက်ပြလက္ခဏာမြင်လက်အိုးလည်းရှားတဲ့လက်ကလေးကိုအပေါ်မတက်လာတဲ့ကရိတ်ခနဲ့ဝါရောတဲ့ပြတ်တော့ဖြစ်သွားတာလေးကိုမြင်သွင်းပြီးကြည့်နေရတယ်လက်အိုးတစ်ချီလေးမှဖြစ်ဖြိုင်မြင်နေရပြီးတော့လက်အိုးရှိတယ်လက်အိုးကလေးကိုလက်အိုးနှစ်ခုထိတဲ့ခါမှာဒီကပထဝီတဲ့နဲ့ပထဝီနှစ်ခုရှိတဲ့ခါမှာပူနူးနူးလေးပေါ်တေဇောတဲ့သဘောလေးဓာတ်ကလေးသွားတွေ့တယ်လဲမတွေ့ဓာတ်ကိုတွေ့တယ်လဲတွေ့သလားဓာတ်ကိုတွေ့တယ်တင်းတင်းလေးတွေ့တယ်ရိုးရိုးလေးတွေ့တယ်ပေါ်လေးတွေ့တယ်နူးနူးလေးတွေ့တယ်ပူလေးတွေ့တယ်ဒါဓာတ်ကိုတွေ့တာပြီးတော့မှဆင်းရဲခြင်းကင်းတော်မူသောမြတ်စွာဘုရားတပည့်တော်အားထုတ်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်ဤဆင်းရဲခြင်းဒုက္ခအပေါင်းမှလွတ်ကင်းရပါလို့ဘုရားစိတ်ကဘုရားရှင်အာရုံပြုပြီးတော့ဆင်းရဲခြင်းကင်းတော်မူသောမြတ်စွာဘုရားဤအားထုတ်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ခန္ဓာမှာဆင်းရဲတဲ့ဒုက္ခမှာကျွတ်လွတ်ရပါလို့ဘုရားဖြစ်လေဘုရားဥရှာတဲ့ခါမှာလဲလက်နောက်ကခေါင်းဥကောင်းလေးညှပ်ပြီးသွားရတယ်ပြီးတော့အောက်ရတဲ့ကဖြစ်လေးပြန်ဝဲပြီးတော့ဟောရှည်လေးနှစ်ဖူးတထောင်တို့ဒီဥငါးအင်္ဂါပိဋကပရိတိတထိကြီး၅ပါးတို့ပြည့်ရှိရသို့တော့ဒီနေရာမှာချုံချိတ်ကြီးကတော့မျက်စိနာတတ်တဲ့မျက်စိခွဲတတ်တဲ့ပုဂ္ဂိုလ်တွေခေါင်းငုံလို့မရတဲ့ပုဂ္ဂိုလ်တွေကြပြန်တော့
ရှင်နဲ့အဲ့ဒါလူကလေးချုံညှို့ကိုင်းပြီးတော့အာယုံပြုနားလိုက်ပြီနော်အဲ့တော့ကတိကတ္တတက္ကမလေးတယောက်လာ၆ထားတာသူကကိုဝန်အရင်မှဖြစ်နေကို9လ10လဖြစ်နေတော့ဘုန်းဘုရားတဲ့တပည့်တော်ဟာရှိခိုးလို့မရတော့ဘူးဗျာဘုံဘုံပြောတော်မူတဲ့မိန့်တော်မူတဲ့အတိုင်းပြစ္ဆာတဲ့ထီချင်း၅ပါးတို့ဖြင့်တပည့်တော်ရှိခိုးလို့မရရင်တပည့်တော်ကုသိုလ်မဖြစ်တော့ဘူးလားဗျာကိုတတော်တော်ကရောက်တယ်သူကအော်စီယာမှနေတယ်တပည့်မလေးအင်ဂျင်နီယာမလေးအဲ့တော့သမီးအဲ့တလို့မဟုတ်ဘူးပေါ့ချွင့်ရှင်းရှိတယ်သို့တော့ကိုကအာယုံနဲ့ထီချင်းအာယုံတို့ပဲရှိခိုးပြီးတဲ့စိတ်ဓာတ်မှညှက်ကိုင်းပြီးကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်နဲ့အာယုံကပ်ပြီးတော့ဥချတာပေါ့ထိုင်မကြောတဲ့တခါတည်းမတ်တက်လေးရက်တဲ့ကလာမှာရှင်းမဲဖယားရှင်ရှည်တော့ကိုအာယုံပြုပြီးတခါတည်းအကုန်လုံးတကိုယ်လုံးညှက်ကိုင်းပြီးအာယုံပြုပြီးတကယ်လို့နှလုံးသွင်းပြီးဥချတာပေါ့အဲ့ဒါလိုလဲချွင့်ရှင်းဖယားကအမိရှိထားတာရှိတယ်နော်နေမကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့တရားနာတဲ့အခါအုတ်ထုဆောင်းပြီးတော့တရားမနာရဘူးခေါင်းချုပ်ပြီးတော့တရားမနာရဘူးနော်တရားနာလို့ချင်းဟောလို့ရှိရင်ဘုန်းကြီးတို့ကအာဘတ်တင်တယ်ဘုန်းကြီးတို့ကအာဘတ်တင်တယ်အဲ့တော့နာမကျုံဖြစ်တဲ့ပုဂ္ဂိုလ်တွေကြရင်ဟောရင်လည်းအာဘတ်မတင်ဘူးချွင်းချက်ရှိပြန်ရောဘုရားရှင်ကသိက္ခာပုဒ်လေးတွေအလွန်သိမိတယ်နော်ဘုရားရှင်ဆုံးမသိက္ခာပုဒ်နဲ့ပြောမယ်ဆိုရင်တော့အလွန်ဒါကြောင့်မလို့တခါတည်းဘုန်းကြီးတို့ကြည်ညိုခွင့်ရတယ်အဲ့ဒါလေးဘုရားရှင်ဆုံးမလေးတွေကိုကိုကကျင့်ခွင့်ရတယ်သုံးသပ်ခွင့်ရတယ်ကိုယ်လည်းကြည်ညိုပြီးဘုရားရှင်ကိုကြည်ညိုလုံးဝဖြစ်တယ်။မြတ်စွာဘုရားရှင်ဆုံးမအသေးစိတ်ကလေးကစတိလေးစွန့်ရင်တောင်မှရမ်းမစွန့်ရဘူးမြစ်ပင်ရှိတဲ့နေရာမှာစတိတို့အပေါ်လေးတော့မစွန့်ရဘူးအဘသိနဲ့ဟုတ်တယ်လားစတိစွန့်တာလေးကစစီးနဲ့ကန်းတဲ့စတိစွန့်မဲ့နေရာလေးရှိတယ်အဲ့တော့ပြီးစွန့်ရတယ်နော်အမိုက်ပုံထားသလိုပေါ့ဘယ်နေရာမှာသွားစွန့်ရတယ်နေရာထဲမှာစွန့်မစွန့်ရဘူးစွန့်မိရင်အပြစ်ရှိတယ်ဘုရားစိကရအ ਨੇ ဆိုအဘတ်သေးသေးလေးဒုက္ခအဘတ်တင်တယ်ဒုက္ခအဘတ်တင်တယ်နားလိုက်တယ်နော်ဒါရိယဘာယသဘောတဲ့ဘုရားရှင်ဤဆုံးမအပ်သောစီကံဝိနည်းသိက္ခာပုဒ်အဲ့တော့သိက္ခာပုဒ်တိုင်းရှိနေတော့ဒကာဓမ္မတို့ရဲ့အရိယာဖြစ်တာပေါ့ဗျာအဆုံးမတရားကသိမ့်မွေးတာကိုဟုတ်တယ်နော်အဲ့တော့သိမ်မွေးအောင်ဘာကိုအမြဲတမ်းဆောင်တန်လဲမိတော့စိတ်ဘာကိုဆောင်ရစိတ်ကိုဘယ်သူနဲ့သိသိပေးရတယ်တတိနဲ့စိတ်ကိုဘာနဲ့သိသိရအဲ့ဒီတတိပဋ္ဌာန်တတိပြထမ်းသောအာယုံလေးဖြင့်စိတ်ကလေးကိုသိသိနေမယ်ဆိုရင်စိတ်ကလွင့်ကျင်လည်းမလွင့်ဘူးမျောကျင်လည်းမမျောဘူးလှုပ်ရှင်လည်းမလှုပ်ဘူးစိတ်ကတတိရှိနေလို့လေတတိနဲ့ပေါင်းစည်းတဲ့စိတ်ဒီခိုင်းတာကိုစိတ်ကပေါ်တိုင်းကိုစိတ်ကပေါ်တိုင်းကိုတတိကမလုပ်ဘူးတတိဆိုတာစောင့်ရှောက်ထားတာနော်ဘာကိုစောင့်ရှောက်ထားတာစိတ်မှာအာဟုသို့မဝင်ရအောင်စောင့်ရှောက်တယ်ဘာမဝင်ရအောင်အာဟုသို့စိတ်တွေမပေါ်ရအောင်ဘယ်သူကသိသိတယ်တတိကသိသိပေးတယ်ဟေးစိတ်ပေါ်ပြီးစိတ်ကလှုပ်တော့မယ်ဆိုရင်ကြည့်လိုက်ပါစိတ်ကလှုပ်ဖို့ကြံလာပြီတတိကဟေးစိတ်မင်းအကုသိုလ်နဲ့ပေါင်းနေပြီလားတန်းဆိုရပါပြီလှုပ်ဖို့မရလိုက်ဘူးကုတ်ဖို့မရလိုက်ဘူးဘသူကဥလိုက်တယ်အမိန့်ပေးနေတာကသတိနောဒါကြောင့်စိတ်ကိုဘသူကနိုင်တယ်စိတ်ကိုဘသူကနိုင်တယ်သတိရှိရင်ကုသိုလ်တွေအမြဲတမ်းတိုးပွားလာမယ်သတိရှိရင်ဘာတွေတိုးပွားနေမလဲကုသိုလ်တွေဆုပ်တဲ့ဆိုတာဘာမှရှိလို့အဲ့တော့စိတ်ထွက်ရင်စိတ်ကူးတယ်သိလိုက်ရတယ်။အော်စိတ်ကူးနေပါလားအရှိလိုက်ပြန်ကြည့်လိုက်စိတ်ကူးတယ်ဆိုတန်းပြီးတော့မနေနဲ့။အော်စိတ်ထွက်တာဆက်မှန်းသိလိုက်။အော်စိတ်ပြန်လို့နေပါလားသိလိုက်တစ်ချက်နှစ်ချက်သိလိုက်ပြန်ကြည့်လိုက်အဲ့ဒီစိတ်ကိုရှိသေးသလားမရှိတော့ဘူး။စိတ်ကူးတယ်တန်းမနေနဲ့နားတယ်တန်းမနေနဲ့ကျင်နေတန်းပြီးတော့မမှတ်နဲ့။အော်နားမှုတော့အော်ဖွေတယ်ဖောက်ပြန်နေပါလားဖောက်ပြန်မှန်းသိဒီဖောက်ပြန်တဲ့သဘောဟာအရှိလားမရှိလားပြန်ဉာဏ်သွင်းကြည့်လိုက်ဖြတ်ရတယ်နော်ပဋိစ္စသမုပ္ပါဆိုတာဘာလို့ရတယ်ဖြတ်ရတယ်ဟောလှုပ်ရှင်တဲ့ဘောလည်းလှုပ်ချင်ဝေဒနာကခံစားပြီးတော့မှဘာဖြစ်ချင်တာလဲလှုပ်ရှင်တဲ့ချွတ်ရှင်တဲ့ကြောင်းရတဏှာဥပဒံကံဖြစ်သွားတတ်တယ်ဒါဆိုပဋိစ္စသမုပ္ပါကလဲတော့တာပဲအဝိဇ္ဇာပစ္စယခန္ဓာအဝိဇ္ဇာပစ္စယတဏှာခန္ဓာ
တဏှာပစ္စယခန္ဓာအဝိဇ္ဇာပစ္စယလည်းခန္ဓာတဏှာပစ္စယလည်းခန္ဓာအတိတ်ကအဝိဇ္ဇာကခေါင်းဆောင်ပြီးတဲ့ခန္ဓာရအောင်ကြိုးစားလာတာကိုအနာကအတိတ်ကတော့တဏှာကခေါင်းဆောင်ပြီးတဲ့ခန္ဓာရအောင်ကြိုးစားမယ်လေဒါကြောင့်မလို့အဝိဇ္ဇာပစ္စယခန္ဓာတဏှာပစ္စယခန္ဓာဘုရားရှင်ကနားလည်ပြီနော်အဝိဇ္ဇာခေါင်းဆောင်လို့ခန္ဓာ၅ပါးရတာပဲတဲ့အဝိဇ္ဇာကသမုဒိယခန္ဓာ၅ပါးကဒုက္ခတဏှာကသမုဒိယခန္ဓာ၅ပါးကဒုက္ခဒါဆိုရင်အတိတ်ပစ္စုပန်အနာဂတ်နားလည်ပြီနော်အတိတ်ကံကြောင့်ပစ္စုပန်ခန္ဓာ၅ပါးရပစ္စုပန်ဘဝမှာခန္ဓာ၅ပါးပေါ်မှာဉာဏ်ရှင်းအောင်အာမထုတ်နိုင်ဖို့ဆိုရင်တဏှာကောင်းဆောင်တဲ့ခြင်းကြောင့်အနာဂတ်မှာပါရခန္ဓာထရမယ်ဒါပရိစ္ဆေသမုပ္ပါလဲလန်းဟုတ်တယ်နော်ဘာလို့အိုနေရတယ်လဲမိအိုနေရဘာလို့အိုနေရတယ်လဲဇာတိကြောင့်အိုနေရတာဇာတိကအကြောင်းတရားအိုရတာကအကျိုးတရားဇာတိဘာလို့ဖြစ်ရတယ်လဲကာမဘဝကြောင့်ကာမဘဝကအကြောင်းဇာတိကအကျိုးအကြောင်းကြောင့်အကျိုးဖြစ်တာကာမဘဝကဘာကြောင့်ဖြစ်ရတယ်လဲဥပါဒံကြောင့်ဖြစ်တယ်ဥပါဒံကအကြောင်းကာမဘဝကအကျိုးအကြောင်းအကျိုးဥပါဒံဘာကြောင့်ဖြစ်ရတယ်လဲတဏှာကြောင့်တဏှာဘာလို့ဖြစ်ရတယ်လဲဝေဒနာကြောင့်ဝေဒနာဘာကြောင့်ဖြစ်ဖတ်တာကြောင့်ဝေဒနာဘာကြောင့်ဖြစ်တယ်ဖတ်တာကြောင့်ဖြစ်တယ်ဖတ်တာဘာကြောင့်ဖြစ်သာလယနာသာနာဘာကြောင့်ဖြစ်နာယုတ်ကြောင့်နာယုတ်ဘာကြောင့်ဖြစ်ဝိညာဉ်ကြောင့်အဲ့လိုနောက်ဆုံးဉာဏ်လေးကြီးတော့အကြောင်းရှိသမျှဘာဖြစ်ဝိညာဉ်ဘာကြောင့်ဖြစ်ရတယ်လဲမိရင်သင်္ခါရကြောင့်သင်္ခါရဘာကြောင့်ဖြစ်အဝိဇ္ဇာကြောင့်အဝိဇ္ဇာဘာကြောင့်ဖြစ်အာသဝါကြောင့်ဖြစ်အာသဝါရှိသမျှခန္ဓာအဝိဇ္ဇာဖြစ်မယ်အဝိဇ္ဇာရှိသမျှခန္ဓာတွေရမယ်လို့သဘောပေါက်လိုက်ဒါကိုမြတ်စွာဘုရားရှင်ကအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဟုတ်တယ်လားအဝိဇ္ဇာတိဝအတိတဝိရာဂနိရောဓသင်္ခါရနိရောဓသင်္ခါရနိရောဓဝိညာဏနိရောဓဝိညာဏနိရောဓနာမရူပနိရောဓနာမရူပနိရောဓသာနာဖသဝေဒနာနိရောဓဝေဒနာနိရောဓတဏှာဥပါဒံကာမဘဝနိရောဓကာမဘဝနိရောဓဇာတိဇရမဏနိရောဓအကုန်ငင်းတဲ့လမ်းကိုဘုရားကြီးညွှန်ပြအဝိဇ္ဇာတစ်ခုငင်းရင်အဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားပြီဆိုရင်လည်းအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓกว่าအဝိဇ္ဇာချုပ်ငင်းသွားပြီဆိုရင်သင်္ခါရတရားကဘုံဘဝအတွင်းဘာတစ်ခုမှမလုပ်တော့ဘူးမကြိုးစားတော့ဘူးသင်္ခါရကသင်္ခါရမှာကြိုးစားမှုဘုံဘဝအတွင်းမကြိုးစားတော့ဘူးဆိုရင်ပရိသန္တိဝိညာဉ်လာပါဦးမလားဝိညာဏနိရောဓနာမရူပနာပရိသန္တိမနိယဖို့ဆိုရင်နာယုံမရတော့ဘူးနာယုံမရှိရင်မျက်စိနာနာလျာကိုယ်တလနာမဖြစ်တလနာမရှိရင်ဖသမဖြစ်တွေ့ထိမှုမရှိရင်ခံစားမှုမရှိခြင်းကြောင့်တဏှာဥပါဒံကာမဘဝဖြစ်မလာတော့ဘူးတဏှာဥပါဒံကာမဘဝသာမရှိဘူးဆိုရင်ဇာတိလာပါဦးမလားဇာတိမရှိရင်ဇရမရဏကောအကြောင်းချုပ်ငင်းလို့ပဋိစ္စသမုပ္ပါပฏิလောမနည်းဆိုတာကချုပ်ငင်းတဲ့လမ်းတော့ဘုန်းကြီးတို့မသိမှုအဝိဇ္ဇာတရားရှိခဲ့ဉာဏ်သံတရခန္ဓာဒီမှာအိုနာသည်ထအောင်မှာပေါ့အမေကွဲအဖေကွဲညီကိုမောင်နှမကွဲကွာသာသမီလင်းမြဇနီးမယသမီးသားလင်းသားအိနာအကုန်လုံးကွင်းချင်းဖြင့်လောကအလယ်မှာလောကတဲ့ဖြစ်ပြီးတော့ဒုက္ခရောက်ကြအောင်မယ်မို့လားအဲဒါရှိနေတဲ့များအဝိဇ္ဇာသင်္ခါရဒီဟူသောသမုဒယသစ္စာရှိနေသည်သည်မြကာလပတ်လုံးသမုဒယသစ္စာကံတတ္တိရှိနေသည်မြကာလပတ်လုံးဒုက္ခသစ္စာကတော့ပြေးလို့မလွတ်ဘူးနော်ဟုတ်တယ်လားဒါဆိုရင်အဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဖြစ်အောင်ခန္ဓာအစဉ်ပါရှင်ရခန္ဓာရဲ့ဖြစ်စဉ်တိုင်းပေါ်မှာတတိတံပတိဉာဏ်ချင်းကြည့်တော့မှအဝိဇ္ဇာမရှိရင်ခန္ဓာမရှိတော့ပါလားအဝိဇ္ဇာမရှိရင်ဘာမရှိတော့ဘူးအဝိဇ္ဇာရှိသည်များခန္ဓာရှိနေအောင်မယ်ခန္ဓာရှိရင်အိုနာတိထက်တယ်ပေါ့ခန္ဓာရှိသည်များအဝိဇ္ဇာတဏှာဥပါဒံကံရှိသည်များအိုနာတိထက်အောင်မှာပဲမွေးသည်ဖြစ်မှာပဲခေါင်းပြောင်းရုံပဲတခုထူးတယ်လေခန္ဓာ၅ပါးအတူတူပဲခေါင်းကတော့ပြောင်းနေလူခေါင်းပြောင်းခြင်းပြောင်းမယ်နှက်ခေါင်းပြောင်းခြင်းပြောင်းမယ်သမထအာထိုလိုဗျမခေါင်းရောက်ခြင်းရခြင်းရမယ်အကုသိုလ်ကံတဲ့ငရေခေါင်းတိတ်တိရစ္ဆာန်ခေါင်းပိဋ္ဌာခေါင်းအတူတူကဲခေါင်းချင်းပြောင်းမယ်ခန္ဓာ၅ပါးကတော့
ပါရမတ်ကတော့မပြောင်းဘူးနော်ပညာတာပြောင်းတာပညာတော့ပြောင်းတယ်ပါရမတ်ကတော့ခန္ဓာ၅ပါးဖြစ်ခန္ဓာ၅ပါးဖြစ်တာလဲခန္ဓာ၅ပါးပြစ်တာလဲခန္ဓာ၅ပါးမွေးတာလဲသေတာလဲခန္ဓာ၅ပါးဖြစ်ပြီးခန္ဓာ၅ပါးပြစ်နေတာပဲယောက်ျားလည်းမဟုတ်ဘူးဖြစ်တာလဲယောက်ျားမိန်းမပုဂ္ဂိုလ်တော်မဟုတ်ပြစ်တာလဲယောက်ျားမိန်းမပုဂ္ဂိုလ်တော်မဟုတ်ဘူးဖြစ်တာလဲယုံနာပြစ်တာလဲယုံနာပဲယောက်ျားပါသလားမိန်းမပါသလားပုဂ္ဂိုလ်တော်ပါသလားဘာဒီဖြစ်ယုံနာနှစ်ပါးဒီဖြစ်ယုံနာနှစ်ပါးဒီပြစ်နေတာပဲခန္ဓာမွေးပြီးခန္ဓာသေးတာပဲရှိတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တော်သေးတာမဟုတ်ဘူးနော်ဘာဒီသေးတယ်ယုံနာဒီခန္ဓာ၅ပါးသိသွားတာမွေးတာလည်းပါ၅ပါးမွေးခန္ဓာ၅ပါးမွေးလာတာတော့အမေမွေးလိုက်ပရိကွာဖောက်ပြန်တဲ့တတ္တိမပါလာဘူးလားခံစားတဲ့တတ္တိပြည့်ပြည့်စေဆောင်မှုတတ္တိမှတ်သားမှုတတ္တိသိမှုတတ္တိ၅ပါးပါလာတယ်အဲ့ဒီတတ္တိ၅ပါးကိုဘိလီခန္ဓာလို့ခေါ်တယ်ဘာလို့ခန္ဓာပြောသလဲလို့ထပ်ပြောရင်နေသဒုက္ခအတ္တမရှိလို့ခန္ဓာမြဲမြံခြင်းမရှိဘူးယုံမှလည်းမြဲမြံခြင်းမရှိဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နာမ်ခန္ဓာ၄ပါးမှလည်းမြဲမြံခြင်းမရှိယုံမှယုတ်ခန္ဓာနာမ်ခန္ဓာမှလည်းချမ်းသာခြင်းမရှိယုံနဲ့ခန္ဓာ၅ပါးမှလည်းပဲကိုယ်ပံကွတ္တမရှိယုံနဲ့ခန္ဓာ၅ပါးတည်းလည်းတင့်တယ်စရာသူပမရှိဘူးဟုတ်တယ်နော်ဒါလို့ခန္ဓာ၅ပါးကိုဉာဏ်မျက်လုံးတက်ကြည့်ရင်အနိစ္စခန္ဓာသာဟုတ်၏ဒုက္ခခန္ဓာသာဟုတ်၏အနတ္တခန္ဓာသာဟုတ်၏အတုပခန္ဓာသာဟုတ်၏သူပရှိသလားအတ္တရှိသလားဒုက္ခရှိသလားနေဆရှိသလားနေဆဒုက္ခအတ္တသူပမှာစိတ်သုံးနေတဲ့တွေ့တာကြောင့်ဘာလို့ခေါ်ပါလိခန္ဓာနားလည်ပြီနော်အဲ့တော့ခန္ဓာအကြောင်းကောင်းကောင်းသိရင်နိဗ္ဗာန်ရောက်တယ်လို့မြတ်စွာဘုရားအမှုမရှိဘူးလားဘာသစ္စာလို့သိရမယ်ဒီနေ့မွေးတဲ့နေ့ကစားပြီးဒီကနေ့ဒီဘာသစ္စာနဲ့မွေးဘာသစ္စာနဲ့သိထောက်ပံ့ပေးတာကတော့အမှုတရားထောက်ပံ့ပေးတာကရရှိတာကနားလဲတယ်နော်ဒါဆိုရင်ပရိစ္ဆသမုပ္ပါအနုလောမပฏิလောမဆိုတာလဲနိဖြတ်နိဤနှစ်နည်းကိုဤနှစ်သွယ်တို့ကိုဉာဏ်တို့ဖြင့်ပြစ်ပယ်နိုင်အောင်မကြိုးစားရဘူးလားအမှားပြောင်းရင်အမှန်ရောက်တယ်နော်အမှားပြောင်းရင်အမှန်လဲရောက်နိဗ္ဗာန်ရောက်တော့တာပေါ့အမှန်ရောက်တဲ့နည်းဒီဘာတကံပိတ်တဲ့နည်းဘုန်းကြီးတို့ခန္ဓာတရားဓမ္မတွေခန္ဓာကိုယ်ကြီးထဲမှာဉာဏ်သွင်းနိုင်ဖို့လိုတယ်နော်ဟာသွင်းရမယ်ဘယ်သူဖြစ်စဉ်ငိုက်ကိုခန္ဓာဖြစ်စဉ်ငိုက်ပေါ်မှာတတိတံပတိဉာဏ်ရှင်ပြီးတော့သုံးသဆင်ခြင်ပွားများအားထုတ်နိုင်ဖို့မလိုဘူးလားဘယ်သူကြောင့်ဘယ်သူသိကိုယ်ကြောင့်ကိုသိဟုတ်လားကိုယ်ကြောင့်ကိုသိတဲ့ပုဂ္ဂိုလ်သည်ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့မညာဘုံညာပေါ်မယ်နော်ပြောခဲ့ပြီးပါပြီတန်ခိစ္စသာမဏေငယ်လူတို့တောပါကသာမဏေငယ်လူတို့ဟုတ်လားဒုက္ခသာမဏေငယ်လို့ငယ်ရွယ်စဉ်တုန်းကပဲအတိတ်ပါရမီတက်ခံပြီးအားကောင်းပြီးတော့ဘုရားအဆုံးမအောက်မှာဘိန်းလင်းအကုန်လုံးယဟန္တာတွေဖြစ်ကြတယ်နော်ဘယ်သူကြောင့်သိလို့ခန္ဓာ၅ပါးကိုဘာသစ္စာမြင်ကြဘာသစ္စာကိုပယ်ကြဘာသစ္စာပွားများလို့ဘာသစ္စာဆိုင်မဲ့ဘုန်းကြီးတို့တရားဓမ္မတွေတဏ္ဍာမလည်းသစ္စာ၄ပြတပြိုင်နဲ့နှလုံးသားထဲမှာကိန်းအောင်ကြိုးစားပွားများအားထုတ်နိုင်ကြပါသည်ကြိုးစားပွားများအားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်မဉဏ်ကိုကြည်သူပြုလို့မို့နိဗ္ဗာန်ချမ်းသာသောချမ်းသာမြတ်ကြီးကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ကောင်းစွာမသွေဆက်ရောက်နိုင်ကြပါစေကုန်သတည်း